ထူးဆန်းဆန်းအရာတွေဖြစ်တယ်ဂျက်လေယာဉ်တို့ကားအင်ဂျင်တို့လူတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေအဲ့ဒီဟာတွေရဲ့အလုံးလုံးပုံတွေကိုအသေးစိတ်သိကျင်တယ်လေ့လာကျင်တယ်စူးစမ်းကျင်တယ်ဆိုရင် 3D လေးနဲ့အသေးစိတ် step by step ဘယ်လိုလုပ်တာလဲ cryptocurrency ဆိုရင်ဘယ်လိုမျိုးလေပတ်နေရလဲအစရှိသဖြင့်ကိုပုံဖော်ပြသပေးထားတယ်စာပဲမဟုတ်နော်ပုံဖော်ပြသပေးထားတယ် site တစ်ခုရှိပါတယ်အဲ့ဒီ site ကတော့လိုက်ကြည့်လိုက်ရအောင်ပေါ့နော် okay ဆိုတော့ဒီမှာကြည့်လိုက်ပေါ့နော် track ကားတွေရဲ့လုံးလုံးပုံရောမိသက်ကားတွေရဲ့လုံးလုံးပုံရောပေါ့နော်အဲ့ဒီ site ကတော့ဒီလိုပေါ့တိတိကျကျဝင်ဖို့ပေါ့နော် ANIMAGREFF ပါအဲ့ဒီထဲဝင်လိုက်ပြီဆိုရင်အခုဝင်ပြမယ်ပေါ့နော်ဆိုတော့ဒါလေးကိုပြန်ထွက်မယ်ဆိုရင်ဒီပေါ့နော်area ပြစရာရှိတယ်ဒီကိုကြည့်လိုက်မယ်ဆိုရင် तू က cryptocurrency ရေလူအများစုရှာလေးရှိကြတဲ့အရာတွေပေါ့နော်ကား engine တွေ jet engine တွေဘာလို့ cryptocurrency တို့စမ်းရှာလိုက်တာ ਨੇ cryptocurrency ရဲ့အလုပ်လုပ်ပုံတွေ blockchain လုပ်ပုံတွေပြီးွားရင်သူ့ရဲ့ဒီမှာကြည့်ပေါ့နော် mining process တွေဟာစာတေးချာကိုပြပေးထားတာပေါ့နော်ပုံတွေနဲ့ရောစာတွေနဲ့ရောတစ်ခုချင်းစီပေါ့နော်ဒါအပြင်ခုနက area တို့ကား engine ကိုကြည့်မယ်ဆိုလဲရတယ်ပေါ့နော်ဒီကား fire truck ပေါ့ဝင်လိုက်တာနဲ့ तू က YouTube video နဲ့ပြထားတာရှိမယ်ခုနလို animation တွေပြထားတာရှိမယ်ဒီမှာဆိုလဲတစ်ခုချင်းစီပေါ့နော် animation တွေနဲ့ပြထားတာရှိတယ်ဒါဆိုမျက်လုံးလုံးပုံတွေပေါ့နော်ဒါတွေကကား engine ပေါ့ယောက်ျားလေးတွေအမျိုးသားတွေတော်တော်လေးစိတ်ဝင်စားနိုင်တဲ့ site ဖြစ်တယ်ဒါဆိုလဲ airbag wall ပေါ့နော်ကားရဲ့ဒီ airbag အလုံးပုံတွေကိုသူအသေးစိတ်ပြပေးထားဖြစ်ပါတယ်အဲ့တော့စူဆန်လေးလာကြည့်လိုက်ပါအောင်နော်โอเคဘူးသူရရသွားမယ်လို့တော့မျှော်လင့်ပါတယ်နောက်ထပ်ဘိုးမကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာပေးပါမယ် AI နဲ့ digital marketing သင်တန်းတွေကိုစုံစမ်းကြည့်နေဆိုရင် Area Page Messenger မှာလာစုံစမ်းလို့ရပါတယ် digital area page ပေါ့နော်ကျေးဇူးတင်ပါတယ် bye bye